ဖာဆိုနဲ့သမ္မတအီဘရာဟင်ထရာရီကြောင့်အပိုင်း3ဖြစ်ပါတယ်သူသမ္မတဖြစ်တော့ရုရှားကိုသွားတယ်ရုရှားသမ္မတပူတင်နဲ့တွေ့တယ်ပူတင်ရှီကနေသူတောင်းဆိုတဲ့အချက်တွေရှိတယ်အဲ့ဒီမှာမှကျွန်တော်သဘောကျတဲ့အချက်2ချက်ကနံပါတ်1ကနျူကလ িয়ার ဓာတ်ပေါင်းဖို့လုပ်မဲ့နည်းပညာကိုတောင်းတယ်စဉ်းစားကြည့်အာဖရိကမှာအဆင်းရဲဆုံးနိုင်ငံကမ္ဘာမှာအမွဲထုတ်ခေါင်ဆိုတဲ့နိုင်ငံကခေါင်းဆောင်ကရုရှားကိုရောက်တော့တောင်းတဲ့စကားကပြောတဲ့စကားကနျူကလ িয়ার ဓာတ်ပေါင်းဖို့လုံးမဲ့နည်းပညာသူ့ကိုပေးပါဒီနျူကလ িয়ার ဓာတ်ပေါင်းဖို့နည်းပညာကိုသုံးပြီးတော့ထွက်လာတဲ့လျှက်စစ်တပ်အလုံးလောက်ကိုသုံးပြီးသူ့နိုင်ငံမှာစက်ရုံတွေမျိုးပြတွေဖွံ့ဖြိုးတိုးတက်အောင်လို့သူလုပ်မယ်ဆိုတဲ့ဟာကိုပြောတယ်နံပါတ်2တစ်ချက်ကကြတော့သူ့နိုင်ငံသားတွေကိုရုရှားမှာပညာသင်ခွင့်ကိုတောင်းတယ်ဆိုတော့ရုရှားကပူတင်တို့အုပ်စုကဘယ်လိုထင်သွားလဲဆိုတော့သူ့နိုင်ငံသားတွေကို scholarship တွေတိုးပြီးတော့ပေးဖို့အတွက်လို့သူကတောင်းဆိုတယ်လို့ထင်သွားတယ်တကယ်တော့သူတောင်းဆိုတာအဲ့လိုမဟုတ်ဘူး scholarship ပေးခြင်းပေးမပေးနဲ့မပြောဘူးဒါပေမဲ့သူ့နိုင်ငံတော်ဇရိတ်နဲ့သူ့နိုင်ငံသားတွေကိုရုရှားမှာတကယ်နိုင်ငံတည်ဆောက်ရေးမှာအသုံးဝင်တဲ့ပညာတွေကိုသင်ဖို့အတွက်သင်ကြားခွင့်ရဖို့အတွက်ကိုတွားပြီးတော့တောင်းဆိုတာဖြစ်တယ်နျူကလ িয়ার ထုတ်လုပ်တဲ့ပညာတွေ engineering ပတ်သက်တဲ့အတတ်ပညာတွေဘူမိဗေဒနဲ့ပတ်သက်တဲ့အတတ်ပညာတွေစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အတတ်ပညာတွေနိုင်ငံတော်တည်ဆောက်ရေးမှာတကယ်ပြန်သုံးလို့ရမယ့်အတတ်ပညာတွေကိုရုရှားမှာသင်ခွင့်ရဖို့အတွက်ကိုတောင်းဆိုတယ်။နောက်ဆုံးပူတင်အစိုးရကသူတောင်းဆိုတဲ့ဟာကိုခွင့်ပြုပေးလိုက်တယ်။သူ့နိုင်ငံသားတွေကို scholarship တွေကိုပို့ပြီးတော့ပေးတယ်။အဲ့ဒီအပြင်မှာမှသူ့နိုင်ငံတော်ဈေးနဲ့ကျောင်းလာတက်မဲ့ကျောင်းသားတွေကိုလည်းရုရှားရဲ့အကောင်းဆုံးဆိုတဲ့တက္ကသိုလ်တွေမှာတက်ခွင့်ပေးတယ်။ဒီနေရာမှာကျွန်တော်ပြောဖို့တခုကြံသွားတာကသူတောင်းဆိုတာကရုရှားမှာပညာသင်ခွင့်ဆိုတဲ့နေရာမှာရုရှားရဲ့အကောင်းဆုံးဆိုတဲ့တက္ကသိုလ်တွေမှာပညာသင်ခွင့်ကိုသူတောင်းတာဖြစ်ပါတယ်။အဲ့ဒီအပြင်မှာရုရှားမှာသွားပြီးတော့ကျောင်းတက်မဲ့သူ့နိုင်ငံသားတွေကိုရုရှားမသွားခင်မှာရုရှားဘာသာစကားကိုကြိုပြီးတော့လေ့လာလို့ရအောင်သူကဒီသူ့နိုင်ငံ capital city မှာရုရှားဘာသာစကားသင်တန်းကိုတန်ရုံးအကူအညီနဲ့သွားပြီးတော့ဖွင့်ပေးထားပါတယ်။စဉ်းစားကြည့်ပါဘယ်လောက်ထိအမျှော်အမြင်ကြီးတဲ့ခေါင်းဆောင်လဲဆိုတာပေါ့နော်။ပြီးတော့သူယာရူးရလာတဲ့အချိန်မှာသူဘာလုပ်လဲဆိုတော့သူ့နိုင်ငံတိုးတက်ဖို့အတွက်ကိုပြင်သစ်ကနှစ်ပေါင်းများစွာလူဖြူတွေမျိုးစေ့ကျဲသွားတဲ့လက်ပေးလက်ယူကိစ္စကိုသူတိုက်ဖြတ်ပါတယ်သူ့အရာရှိတွေကိုသူခေါ်ပြောတယ်လမ်ဆာနဲ့ကောင်းကောင်းမွန်မွန်ရှင်တန်ပါဟိုကလက်မခံဘူးဆိုသူဘသူမျက်နှာကိုမှမထောက်ပဲနဲ့ပြက်သားသူအေးအေးယူပါတယ်သူကိုယ်တိုင်လည်းသမ္မတမဖြစ်ခင်မှာသူရခဲ့တဲ့ဒီသူစစ်သားဘွားတော်ရခဲ့တဲ့လစာကိုပဲသူဆက်ယူတယ်အဲ့ထက်ပိုပြီးတော့လစာကိုသူမယူဘူးသူနိုင်ငံမှာဟိုတနေရာရောက်သွားတယ်ဆိုလဲကြွယ်ပြတာတွေကြွားပြတာတွေမရှိဘူးသူရိုးရိုးလေးပဲသွားတယ်ယူနီဖောင်းဆိုလဲသူရိုးရိုးလေးပဲဝတ်တယ်ကားဆိုလဲပုံမှန်ကားလေးနဲ့ပဲသူသွားတယ်ပေါ့နော်ဆိုတော့အတက်နိုင်တော့သူအသုံးစရိတ်ကိုသူကိုယ်တိုင်ချွေတာပြတယ်အဲ့ဒါကိုမှသူ့ရဲ့အရာရှိမင်းကြီးတွေကဆက်ပြီးတော့လက်စားနေရဆိုလို့ရှိရင်သူပြင်းပြင်းထန်ထန်အေးအေးယူတယ်ပြီးတော့သူ့ပြည်သူကိုလည်းသူပြောတယ်လက်ပေးလက်ယူဘယ်နေရာမှာတွေ့တဲ့နေရာမှာတိုင်းတာနဲ့စစ်ဆေးမယ်စစ်ဆေးဖို့အတွက်ကိုသူကော်မတီကိုလည်းဖွဲ့ထားတယ်စစ်ဆေးလို့တွေ့တယ်ဆိုလို့ရှိရင်တခါတည်းအေးအေးယူတယ်ဆိုတော့အဲ့မှာကျွန်တော်ဘာလို့သွားပြီးတော့သတိရလဲဆိုတော့ဒီစင်ကာပူမှာလီကွမ်ယူတို့အာနာဆရလာတဲ့အချိန်မှာလီကွမ်ယူကရဲအယောက်3000ကိုသူအလုပ်ဖြုတ်လိုက်တယ်ပုံမှန်ကကြတော့လက်ပေးလက်ယူတော်တော်လေးလုပ်တဲ့သူတွေဖြစ်နေလို့ပေါ့နော်ဆိုတော့နိုင်ငံတိုးတက်ဖို့ကလက်ပေးလက်ယူကလုံးဝရှိလို့မရဘူးဆိုတော့အီဘရာဟင်ထရာရီကနားလေတယ်အဲ့အတွက်သူလက်ပေးလက်ယူကိုသူကန်ချလိုက်တယ်ဆိုတော့ဒီလိုတွေပြောလို့ तू ကအရင် perfect ဖြစ်နေတာကောင်းနေတာတွေမဟုတ်ဘူးतू ကိုယ်တိုင်လည်းဒီမလုပ်တဲ့ propaganda တွေလုပ်တာရှိတယ်ပြီးလို့ရှိရင်ဒီလူငယ်ဖြစ်တဲ့အလျောက်စိတ်လိုက်မှန်ပါနဲ့ diplomacy မဆန်မဲနဲ့ပြောခဲ့တဲ့စကားတွေလည်းရှိတယ်ပြီးတော့ तू လုပ်ရက်တွေကဒီနေ့ထိကောင်းနေတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီဗီဒီယိုရိုက်ပြီးတော့3လလောက်ကြာတဲ့အချိန်မှာလဲ तू ပြောင်းလဲသွားတာတွေဖြစ်နိုင်တယ်ဒါပေမဲ့ဒီဘူကီနာဖာဆိုနဲ့သမ္မတထရာရီကြောင့်ပြောရတဲ့ရွေးချက်ကဘာလဲဆိုတော့ကမ္ဘာ့အစင်းရဲဆုံးနိုင်ငံကလူတယောက်ကသူ့မှာရှိတဲ့ပေးထားချက်တရားစာတပေးထားချက်တွေရှိတယ်စိုက်ပျိုးရေးထွက်ကုန်ပေးထားချက်တွေရှိတယ်နိုင်ငံရဲ့ geography ပေးထားချက်တွေရှိတယ်အဲ့ဒီပေးထားချက်တွေကိုရအောင်လို့သုံးပြီးတော့နိုင်ငံကိုနှစ်အနည်းငယ်တွင်းမှာတိတာတိုးတက်ပြောင်းလဲအောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်ဒီ model ကိုကျွန်တော်တို့ကကမ္ဘာ့ရဲ့တခြားနေရာတွေမှာဘာလို့သုံးလို့မရမှာလဲဆိုတော့မေးခွန်းပဲဖြစ်ပါတယ်